Clash of Clans ဆိုတဲ့ game ကဘာလို့အခုချိန်ထိအောင်မြင်နေရလဲဘယ်လိုအကြောင်းအရာတွေကဒီ game ကိုဒီလောက်ထိဆွဲဆောင်မှုရှိသွားစေလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာနည်းနည်းလောက်ပြောကြရအောင်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇက်ပါဗီဒီယိုလေးမစခင်မှာ Mobile Legends တိုင်းမှာ PUBG စီနဲ့တခြား game များစွာရဲ့ in-game top up တွေဖြည့်ဖို့ဆိုရင်တော့ကျွန်တော်ရဲ့ game set application လေးရဲ့မှာလာပြီးတော့ဖြည့်လို့ရပါတယ်ဖြည့်ရင်လည်းဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာ link လေးတွေကိုတင်ထားပေးပါတယ်မသိတာရှိရင်လည်း chat box ကနေလာမေးလို့ရပါတယ်Clash of Clans game ကို Supercell ကုမ္ပဏီကနေ2012ခုနှစ်လောက်တည်းကထွက်ရှိလာပြီးတော့အခုချိန်ထိ active player ပေါင်းတန်ပေါင်းများစွာနဲ့အောင်မြင်နေဆဲဖြစ်ပါတယ်။ဒီ game ကိုလူတွေယိုမသွားစေတဲ့ပထမဆုံးအချက်ကတော့ constant update ရှိတာပါ။ update တိုင်းမှာပြင်းစရာမကောင်းသွားအောင်လို့ down hot တစ်တွေထွက်ရင်ထွက်မထွက်ရင် troop နဲ့ hero တစ်တွေဒါမှမဟုတ်ရင် spell တစ်တွေကိုအမြဲတမ်းထုတ်ပေးပါတယ်။ game လေးပိုင်းမှာမယိုသွားစေဖို့အတွက်ကလည်း builder base တွေ clan capital တွေနဲ့ seasonal event လိုမျိုး update တွေကဒီ game ကိုရေရှည်ဆွဲထားပေးနိုင်တဲ့အကြောင်းရင်းတွေကတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ pay to win မဆန်တာပါ base building game တော်တော်များများက pay to win ဆန်ကြတယ်ဆိုပေမဲ့ဒီ game ကတော့အဲ့လောက်ဒီမဟုတ်ပါဘူးကိုကပတ်စံတစ်ပြားမှမသုံးတော့ဘူးဆိုရင်တော့မှထိတ်ဆုံးနေတဲ့တယောက်ဖြစ်နိုင်ပါသေးတယ်ပတ်စံသုံးတယ်ဆိုတာကလည်းကိုယ့်ရဲ့ update တင်တာတွေရဲ့အချိန်ကိုပုံမြန်သွားစီအောင်ပဲဖြစ်ပြီးတော့ gameplay တစ်ခုရဲ့ fair ဖြစ်တာမဖြစ်တာပေါ်မှာတာယာမှုမရှိပါဘူးဒါလောက်ကတော့နားလည်ပေးလို့ရပါတယ်နောက်တစ်ချက်ကတော့ clan war ပါအရင်ကညတနာရီ2နာရီထိအိပ်ဘဲနဲ့ clan war စားတဲ့ချိန်ကိုစောင့်ပြီးတော့စောင့်ကောင်းမှုချုံပြီးအမေမသိအောင်စော့ဦးတဲ့သူတွေဆိုရင်တော့ကျွန်တော်ပြောတဲ့ခံစားချက်ကိုကောင်းကောင်းသိပါတယ်။ clan war ချဖို့အတွက် donate တောင်းတဲ့ခါမျိုးမှာကို clan တွေကို dragon level အမြင့်ကြီးတွေဝင်လာတာကိုကြည့်ရတာ feeling တစ်မျိုးပါ။ war တိုက်တဲ့ခါမှာလည်းကိုတိုက်မဲ့ base ကိုသူများတိုက်သွားတယ်ဆိုရင်လည်း clan ချက်မှာ10နီးပေါင်းစုံနဲ့ဆဲရတာကအလုပ်တစ်ခုဖြစ်ပါတယ်။ဒီလို memories တွေကြောင့်ပဲ old player တွေပြန်ဆော့ဖြစ်နေတာဒါမှမဟုတ်ဆက်ဆော့ဖြစ်နေကြတာပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ဒီ game ကိုဆော့ဖို့အတွက်လင်းရရှောက်နေပြီးတော့ရှိသမျှအကောင်ချနေုံနဲ့မရပါဘူး။ရန်သူရဲ့ base ကိုဘယ်နေရာဘယ်အချိန်မှာဘယ်လိုချရမလဲဆိုတဲ့တိုင်မန်ကိုကောင်းကောင်းသိနိုင်တဲ့ strategy လိုအပ်ပါတယ်။ base ဆောက်တဲ့အခါမှာလည်းကိုယ့်ရဲ့ base ကိုရန်သူတွေအလွယ်တကူမထိုးဖောက်နိုင်အောင်လို့သေချာပြင်ဆင်ပြီးတော့ဆောက်ရပါတယ်။ optimization ဘိုင်းမှာလည်းဖုန်းနေမြင့်မရွေးဖုန်းများစုမှာ storage နည်းနည်းရှိအောင်နဲ့ချောချောမွေ့မွေ့ကစားနိုင်အောင်လို့ဖန်တီးထားပါတယ်။နောက်ဆုံးချက်အနေနဲ့ကတော့ animation video တွေနဲ့ short movie တွေကြောင့်ပါလုံးဝ quality ရှိတဲ့ဟာသဆန်ဆန် animation တွေကဆော့နေတဲ့ကစားသမားတွေအပြင်မဆော့ဘူးသေးတဲ့သူတွေပေါ်မှာတော့လွှမ်းမိုးနိုင်စွာရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအရန်ကြိုက်ခဲ့ရပါတယ်ဆိုတော့ brother တို့အနေနဲ့ရောဒီ game ကဘာလို့အဲ့လောက်ထိအောင်မြင်နေရတယ်လို့ထင်လဲဒီ game နဲ့ပတ်သက်ပြီးတော့ဘယ်လိုအမှတ်တရတွေရှိလဲဆိုတာကို comment မှာဝင်ပြီးတော့ရေးသွားလို့ရပါတယ်ကဲဒီနေ့ဗီဒီယိုလေးကိုတော့ဒီနေရာမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြတာပေါ့